Hello guys အားလုံးမြင်လာပါကျွန်တော်ကတော့TKSD Aquarium ရဲ့ကျွန်တော်တို့creator ဖြစ်တဲ့မန်သူကန်ဖြစ်ပါတယ်ဒီနေ့မှာတော့ဗောနော်ကျွန်တော်YouTube မှာဗီဒီယိုမတင်နိုင်တော့ကြာပြီပေါ့နော်ဒီနေ့မှာတော့ဒီပတာချောင်းတွေတော့မဟုတ်တော့ဘူးဒီနေ့မှာလုံးဝအပြောင်းလဲပေါ့နော်ဒီ channel မွေးမှာပေါ့နော်ဒါပထမဆုံးမွေးမှာတော့မဟုတ်ဘူးဒါကျွန်တော်အရှိမ channel on နေ yellow lit တွေရော fire and ice တွေရောမွေးဒါပေမဲ့အကောင်တွေနှစ်ကောင်လုံးကခုံတွယ်ပြီး show သွားတယ်ပေါ့အဲ့အတွက်ကြောင့်ဒီနေ့မှာကျွန်တော်အနေနဲ့ဒီပေါ့နော် channel မြန်မာမျိုးရင်းနောက်တစ်ကောင်ပဲဖြစ်တဲ့ဒီဘာမီရင်းပေါ့နော်ဒါပေမဲ့ဒီတကောင်ကိုကြတော့ကန်ကိုကျွန်တော်ကကန်စီးရတက်တဲ့အတွက်ကြောင့်ကျွန်တော်ပြပေါ်လေးဖားတယ်ပါဖားပြီးတော့ကျွန်တော်ဒီမှာမှန်ကန်လေးကိုတိချာလေးဆင်သွားမယ် filter တွေပါပေးမယ်ပေါ့နော်တိချာလေးဆင်သွားဖြစ်ပါဒီနေ့မှာတော့ဒီ channel မွေး channel တကောင်အတွက်ကန်ကိုဘယ်လိုဆင်သိလဲဆိုတော့ကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်လိုက်ကြည့်အောင်ပေါ့နော်အရင်ဆုံးကျွန်တော်တဲသွားယူပါမယ်ပေါ့နော်ခဏလေးပါ Okay ကျွန်တော်ပြန်လာပြီပေါ့နော်အခုကျွန်တော်တဲသွားယူလာဖြစ်ပါတယ်ဘုံကတော့ပြပတ်တယ်ပေါ့နော်ဒီမှာပေါ့နော်ဒါကျွန်တော်တဲခဲ့ရမယ်တဲရတော့ကျွန်တော်ပေါ့နော်သူများတွေကတော့လုံးဝပေါ့နော်ဒီ quality မျိုးထည့်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ handmade တဲပေါ့နော်ဒီရိုးရိုးတဲရတော့ဒီဈေးရတော့မရှားပါဘူးလုံးဝမရှားဘူးနော်ရိုးရိုးဒီအဲ့ဒီကတဲချမ်းနဲ့ဒီကြောက်စလေးတွေရောထားပါတော့ရိုးဒါကတော့တဲချမ်းကြီးပဲရင်ထည့်တာပေါ့နော်ကျွန်တော်ကတော့အနောက်ကိုပေါ့အပြင်လေးစိုက်မှာဖြစ်တဲ့အတွက်ကြောင့်အနောက်ကိုပို့ပြီးတော့တောင်ကုန်းလိုပုံထည့်နေပေါ့နော်ကျန်တော့ဒီကရေရလုံသွားပြီ pit filter လေးပြီးမှဖြစ်ပါတယ်ကျွန်တော်အခုဆိုပေါ့နော်ဗီဒီယိုလေးကိုကျွန်တော်အနေနဲ့ပရိသတ်တွေကိုပေါ့နော်ပြချင်တဲ့အတွက်ကျွန်တော်ဒါမအားလေးနဲ့ကျွန်တော်လုပ်တာပေါ့နော်ဒီ6နာရီကျွန်တော်ကျူရှင်ရှိတယ်ပေါ့နော်အဲကြောင့်ကျူမတော့ခင်ကျွန်တော်အမီပေါ့နေမယ်လေးဗီဒီယိုလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်ဗီဒီယိုမတင်တာလည်းကြာပြီပေါ့နော်အဓိကဒီဘတ်တာဗီဒီယိုတွေမတင်တာ YouTube မှာမတင်တာဒီ channel မွေးနေရကြောင်းလေးပါတယ်ပေါ့ channel တွေကိုမွေးနေလို့ပေါ့နော်ကျွန်တော် channel ဘက်ကိုတွားတယ်ပေါ့နော်အဲဒါကြောင့် Insta ဘက်ကိုပေါ့နော်ဒီလိုဗီဒီယိုလေးအများကြီးတင်ကြပါမယ် channel အကြောင်းတွေအခုတော့တင်ပေးပါမယ်ဒါဆက်ပြီးကြည့်လိုက်အောင်ကျွန်တော်အမြန်တော့လောက်တော့ပေါ့နော်ကျွန်တော်တေချာလေးဒီကနာလေးတီးပေးနေတယ်ဆိုကျွန်တော်လည်းဒီဘေကန်နာပါပဲအခုထီလဲကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ဟောပါဘောနော်အခုမှချန်နာမွေးဖို့ပြန်မစင်တဲ့ဒီလိုတွေတော့ကျွန်တော်ပြပြလို့ပေါ့နော်ပြဆိုအကုန်လုံးပြလိုက်နော်ကဲလောက်ဆိုရပါပြီအញ្ញမ်းများရင်လေမိုက်တော့ပေါ့နော်ကန်ကလုံးဝအလှမပေါ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနောက်ကိုနည်းနည်းသေးရလူးမယ်ပေါ့နော်ရေးထဲတဲ့နေရာမှာတော့တေချာလေးကိုယူဆိုင်ကြတယ်နော်အဲ့ဒါတော့လုံးဝတေချာရိုး level နဲ့ကတော့လုံးလို့မရဘူးနော်channel ကတော့ကျွန်တော်မနေ့ပြန်ရောက်မှာပေါ့နော်မှာထားပါတယ်ဒါ channel ရောက်ရင် channel ပြန်လေးနဲ့ကျွန်တော် TikTok မှာလည်းတင်ပြီး YouTube မှာလည်းတင်ပြီးပါမယ်ပေါ့နော် channel လေးထည့်လိုက်တဲ့ပုံလေးနဲ့ပေါ့နော်ဒီဒါဆိုလို့ရှိရင်ကျွန်တော်မိုက်သွားပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့လုံးဝနည်းနည်းအနောက်ကဖိုးလေးဖြစ်သွားတယ်ဒီတော့မှတိတ်မဖြစ်ဘူးကဲပြီးတော့အပြင်ကတော့အရန်အထူးစိမ်းတော့မဟုတ်ဘူးပေါ့နော်ညက်ပင်ပါပဲပေါ့နော်နည်းနည်းလေးဒီဇိုင်းလေးကပေါ့နော်လှအောင်ဒါရအရင်လေးကြီးလုံးအားကြီးတယ်ဗျာပင်းရတော့ပြောရမယ်ဆိုတော့အရင်တော့ကြီးဒီခါလေးကျတော့ကျွန်တော်စမ်းထည့်ကြည့်တာပေါ့နော်အဲ့ဒါโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်နည်းနည်းကျွန်တော်ရောင်းနေတယ်ပေါ့နော်ကျွန်တော်ရဲ့ homemade ဖြစ်တယ်ဒီပေါ့နော်ဒီတဲချမ်းနဲ့ဒီကြောက်လေးနဲ့ထားရတယ်ပေါ့နော်အပင်လေးပါထည့်လိုက်တဲ့ဟိုပင်နဲ့နည်းနည်းရှင်တော့တိတ်အတုံးဝင်လို့ထည့်လိုက်ပြီကဲပြီးရင်တော့ကြောက်ခဲတုံးလေးသွားရှာမယ်ပေါ့နော်ခဏလေးပါโอเคဒါဆိုရင်တော့ပြီးပြီဒီမှာဒါကတော့မိုးကုတ်ကကြောက်တုံးပေါ့နော်ဒီကြောက်တုံးလေးနဲ့ကျွန်တော်ဆင်လိုက်တယ်ပေါ့နော်အစနှုံကတော့ကျွန်တော်ကဒီအနောက်ကိုပေါ့နော်နောက်ဘက်ချမ်းလုံးဝခြုံနေကြီးပဲထားမလို့ဒါပေမဲ့လေတည်ရတဲ့ channel ကခြုံနေထားရင်ပုံးတော်နဲ့လေသူ stable ဖြစ်တာနေတယ်တိတ်မလားတော့ဆိုဒီ line လေးပဲဆင်လိုက်ပါမယ်ပြီးရင်ဖြည့်ပါမယ်ဆက်ပြီးတော့ကြည့်လိုက်ပါဦး come on okay ဒါဆိုလို့ရှိရင်တော့ရေဖြည့်ပါမယ်
နည်းနည်းကြွကိုပေါ့နော်ဒီရေမနှောင်းအဲ့လိုခင်းရတယ်ပေါ့နော်ဒါဆိုတော့ဒီနေရာမှာတော့တကယ်ကိုစိတ်ရှည်ရတယ်ပေါ့နော်ရေးပြည့်တဲ့အခါမှာအဲ့လိုအမခက်သိလို့ရှိရင်ဒီလိုခင်းပြီးတော့ခင်းလုပ်ရတယ်ဒီလိုဒီတိုင်းထည့်လိုက်မှဆိုလို့ရေကလုံးဝနှောက်သွားပါဘူးဖီတာကလည်းလဲကြာပြီပေါ့နော်မကြာသေးတဲ့အချိန်လေးကြာမှာပေါ့နော်အဲ့လိုရှိရတယ်အဲ့ဒီမှာတေချာလေးယူတစ်ဆိုင်ထည့်ပါမယ်ဒီဖီတာနဲ့ RAM မယ်ဆိုလို့ရှိရင်တော့နောက်ဒီကျွန်တော်တို့တရက်နှစ်ဒီပေါ့နော်တပတ်လောက်နေလို့ရှိရင်တော့တော်တော်လေးကိုရက်ကြည့်အောင်ပါဗျကျွန်တော်တောက်ရည်ထည့်ထားသလိုကြည့်အောင်ပါပေါ့နော်စက်ကြည့်ပြီးကြပါစားခါမှာတော့တော်တော်လေးပြန်နောက်ပါပေါ့နော်တော့ခက်နေလေးပဲထည့်လိုက်မယ်ဘာလို့အောက်မှာနည်းနည်းကြည်လာပါပြီရေနည်းနည်းလေးစိတ်ရည်ပြီးကြည့်ပြီးကြပါဦးနော်โอเคဒီရေပြီးထပ်ပြီးတော့ရေသွားဖြည့်ပြီပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ပြီးတော့ပြီပေါ့နော်လုံးဝချဲနာကန်ဦးမှလုံးဝပေါ့နော်ဒီပြည့်စုံတဲ့ချဲနာကန်ပြီးတော့ဖီတာကတော့ကျွန်တော်တစ်လုံးထုတ်ဝယ်မှရမယ်ဖီတာကဒီမှာတွေ့တဲ့အတိုင်းပဲအနောက်ကပဲထွက်တော့လို့ပြောက်သွားဒါလုံးဝချဲနာဘီဂနာတွေအတွက်ပြည့်စုံတဲ့ချဲနာကန်လေးတစ်ကန်ထုတ်ရအောင်နော်ဒီလိုအကင်းသေးကြောက်လေးလိုချင်တဲ့ကျွန်တော်ရှိမှလာဝယ်နိုင်ပါတယ်ကျွန်တော်အိမ်ငါထုတ်ကန်လေးစပြီးတော့လက်လီလက်ကားကြီးအများကြီးတက်ရှိပါတယ်အဲ့ဒါတော့ channel ကန်တကန်တော့ဘာလို့remote ထည့်မဲ့ကန်လေးပါအဲ့တော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်